ဆယ်တန်းမှာအမှတ်ကောင်းတာကြောင့်အင်ဂျင်နီယာဘွဲရရှိခဲ့ကြတဲ့အနုပညာရှင်၄ဦးနံပါတ်၄ဆောင်းဝီမေဆောင်းဝီမေကဆယ်တန်းကိုဂုဏ်ထူးတွေနဲ့အောင်ခဲ့သလိုအမှတ်ကောင်းခဲ့တဲ့အတွက်တက္ကသိုလ်ရွေးချယ်ခဲ့တဲ့အချိန်မှာလေမြန်မာနိုင်ငံမှာအမြင့်ဆုံးကျောင်းတွေကတစ်ခုဖြစ်တဲ့နည်းပညာတက္ကသိုလ်တက်ခွင့်ရရှိခဲ့ပါတယ်။အင်ဂျင်နီယာဘွဲရရှိအောင်စူးစမ်းခဲ့ပေမဲ့သူမဝါသနာမင်းသမီးအလုပ်ဖြစ်နေခဲ့တာပါ။နံပါတ်၃မြည့်ရတနာကျော်မြည့်ရတနာကျော်ကတောင်ကြီးနည်းပညာတက္ကသိုလ်မှာတက်ခဲ့ကတကြောင်လုံးကွင်းဆိုလဲမမားပါဘူး။ဒါကြောင့်မလို့ဘွဲမရရှိခင်ကတည်းကတချင်းတွေမှာတရုပ်ဆောင်တာမျိုးတွေလုပ်ခဲ့ရပါတယ်။နံပါတ်2လွှမ်းပိုင်ကတန်လင်းနည်းပညာတက္ကသိုလ်မှာကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ဘွဲလဲရရှိခဲ့တယ်လို့သူဝါသနာပါတဲ့အဆိုတော်ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။နံပါတ်1ပြည်တီဦးကလည်းဆယ်တန်းအောင်တဲ့အချိန်မှာအမှတ်ကောင်းတာမို့လို့တန်လင်းနည်းပညာတက္ကသိုလ်မှာတက်ခွင့်ရခဲ့တာပါ။ဘွဲရတဲ့အထိလည်းတက်ခဲ့ပြီးတော့ပညာရေးမှာထူးချွန်နေသူပါ။ဒါပေမဲ့မင်းသားဖြစ်ချင်တဲ့အတွက်ဇပိုးဘဝကနေစတင်ကစူးစမ်းပြီးထိပ်တန်းမင်းသားဖြစ်လာပါတယ်။အင်ဂျင်နီယာဘွဲရခဲ့တဲ့အမှုပညာရှင်တွေအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်။